လေးလာတဲ့ခါမှာလည်း9မိနစ်တောင်အချိန်မပေးရပဲနဲ့အများကြီးအကျိုးရှိသွားမယ်သင်ခန်းစာလေးကိုမျှဝေပေးချင်တာပဲဖြစ်ပါတယ်ကဲလိုက်ကြည့်ကြည့်အောင်နော်လုပ်ငန်းမှာရှိတဲ့အမျိုးအစားတွေဒီမှာရေးမယ်နံပါတ်စင်ရေးတယ်အမျိုးအစားတွေရေးတယ်ပြီးလို့ရှိရင်ကိုလုပ်ငန်းရဲ့စီးရင်ပွက်ကုန်နေလက်ကျန်တွေရေးတယ်ပြီးရင်နောက်ထပ်ဝယ်တဲ့အဝင်ပစ္စည်းတွေကိုရေးတယ်ရောင်းလိုက်တဲ့ပစ္စည်းတွေကိုလည်းဒီမှာထည့်မယ်အဲ့တော့ကုန်လက်ကျန်ဘယ်လောက်ရှိတော့သိချင်လို့ရှိရင်ညီမချင်းစင်းပွက်လက်ကျန်ရဲ့အပေါင်းအဝင်ထပ်ဝင်တဲ့အဝင်ရဲ့ပေါင်းမယ်သူတို့နှစ်ခုပေါင်းချင်တော့ခွန်းသာခွန်းပိတ်လေးလောက်လိုက်နောက်ကနှုတ်အောင်မှာမို့လို့လေပြီးရင်အနှုတ်ထွက်သွားတဲ့အထွက်စင်းကိုကလစ်ချလိုက်ပြီးရင်အတားခေါက်လိုက်ဒါဆိုရင်10ခုကျန်တယ်လို့ပြောတာအဲ့ဒါကိုအောက်မှာအဖြေတန်းရချင်လို့ရှိရင်ဒေါင်လေးကိုသွားအပေါင်းဆိုင်မဲမဲလေးပေါ်ပြီဆိုရင် auto fill ဖိဆွဲလိုက်ဒါဆိုရင်တွက်เสียတာမလို့တော့အဲ့လိုမျိုးရသွားအဲ့တော့နောက်တစ်ခုကကြတော့ကုန်လက်ကျန်လက်တန်းတည်ရပြီဒါဆိုရင်ဘာကြည့်လို့ရသေးလဲဆိုတော့ကိုယ့်ရဲ့ကုန်ပစ္စည်းကနည်းသွားပြီဘယ်လောက်ထိနည်းသွားပြီတော့ကိုယ်တိုင်းသတ်မှတ်လို့ရတယ်10ခုထက်နည်းနေပြီဆိုရင်အယောင်လေးနဲ့ပြပေးပါလို့ပြောလိုက်တယ်ဆိုရင်ကိုကကုန်ပစ္စည်းမှားတော့မယ်ဆိုတာလေးကိုအချက်လေးပေးနေတဲ့ဟာလေးကိုလုပ်ကြည့်လို့ရတယ်အဲ့လိုလုပ်ဖို့ရအတွက်ဒီလက်ကျန်အကွက်ကိုကြည့်မှဖြစ်တဲ့အတွက်လက်ကျန်လေးကိုဆက်လက်ပေးလိုက် conditional format တီးတဲ့ဝင်လိုက်သူကဘယ်ထဲမှာပါလဲဆို home ထဲမှာပါတာ home နဲ့ conditional format တီး highlight 0တွေက less than နှိပ်လိုက်အဲ့မှာကဏ္ဍက10ခုထက်နည်းပဲဆိုဒါကိုကြိုက်တယ်လို့သတ်မှတ်ခဲ့လို့ရတယ်ပြီးရင်ဒီဘက်မှာစာအနီရောင်နဲ့ဖော်ပြစေချင်လားအဝါရောင်စိမ်းရောင်ရှိတယ်ဒါထပ်ပို့ပြီးထူးထူးခြားခြားပြစေချင်တယ်ဆိုရင်အောက်ဆုံးက custom format လေးကိုနှိပ်ခဲ့လိုက်အဲ့မှာ face ဆိုတဲ့အကွက်ထဲကဒီအယောင်တရားအောင်ရွေးချယ်ခဲ့လိုက် okay ကိုနှိပ်လိုက် okay နှိပ်လိုက်ဒါဆိုလို့ရှိရင်ဒီတမဲက10ခုဖြစ်သွားတယ်မို့လို့သူကအယောင်လေးတက်လာပြီးတာတကယ်လို့ထားပါတော့ဒီဟာလေးကရောင်းလိုက်ရတာ10လုံးရောင်းလိုက်ရတယ်ဆိုရင်ဒီဘက်ကအဖြေကပြောင်းသွားတယ်လေဆိုတော့18မျိုးပြန်တယ်ဒီဟာကအလုံး20ရောင်းလိုက်ရတယ်ဆိုတော့ပစ္စည်းတန်ဖို့လက်ကျန်တန်ဖို့နည်းသွားပြီဆိုလို့ရှိရင်တော့အယောင်တက်လာပြီအဲ့လိုမျိုးဒါလေးကိုလက်တွေ့လုပ်ကြည့်ပြီးတော့အသုံးတဲ့မယ်လို့လည်းယူဆပါတယ်အသုံးတဲ့တယ်နောက်ထပ်သိချင်တဲ့အကြောင်းအရာလေးရှိရဆိုလို့ရှိရင်လည်းကွန်မန့်မှာရေးပေးခဲ့ပါနော်